စာသားလေးကောင်းတယ်။ဘာမှပြပါနဲ့အလူရှင်ကြီးရဲ့အလူချင်းချင်းထပ်ပြီးလူတဲ့နိုင်ပါစေကျွန်တော်အဖေရေးထားတယ်တက်စုပြရင်ရှေ့ရပါတော့ရှေ့ပါချပုခေါ်ရလေချပုခေါ်ရလေစာသားလေးတွေကောင်းတယ်ရေးဆိုတော့ဒီမှာခဲရလို့ရရေးကြတာကြောပူကောင်းပူထားရင်လေဒါကကူးရလည်းကတယ်အဲ့တော့ချပုခေါ်ကြီးစွတ်ဆက်ကတယ်ဟောဘာမှမသိအဲ့တော့ပြလာရေးစစ်တော့ကလာတော့တဲ့စင်အောင်စာဝရင်လို့ကြောပူခေါင်းပူရင်လေအတကကဘောတော့ဆင်းလာတယ်ဖတ်ကြရတော့တချင်းမှာအောက်ပါလေခိုးကြည့်စားကြည့်ခိုးကြည့်စားကြည့်လင်းနိုးကြည့်ခိုးကြည့်စားကြည့်ခိုးကြည့်စားကြည့်လင်းနိုးကြည့်ပါလေဒီကမားနေတယ်ခိုးချီစာချီလင်းနိုးချီဆက်ပြီးတော့ကနေရတာဟိုမှာခိုးချင်းစားကြည့်လေလို့ခိုးကြည့်စားကြည့်ဒါကငါတော့ရင်သေအောင်မယ်မဟုတ်တာအဲ့ဒီဘယ်တချင်းမှာကုန်းတက်ခေါက်တက်ခေါက်ရေတက်ခေါက်တက်ခေါက်ကုန်းတက်ခေါက်တက်ခေါက်ရေတက်ခေါက်တက်ခေါက်ဟုတ်ကုန်းကရက်ခေါက်ရေကရက်ခေါက်ငါ့ရငင်းလေမရိုက်နဲ့အကိုလောက်နေတာမဟုတ်ဘူးလေဟိုမှာခလေးတွေကဘာမှမသိရတဲ့သိမလားတက်ကြီးတယ်ဆိုပြီးလာပြနေတာကုန်းကတက်ခေါက်ရေကတက်ခေါက်ဒါကိုကဖို့တော့စဉ်းစားနေတယ်ချင်းမှာဗျဟာတကြံမုံလေးရပါတယ်လင်းတလင်းတင်းတင်းတင်းတင်း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 ရှူဟာတော့ဘယ်တော့ပဲနေတာတော့ခုနကခါပန်းပြီးတော့အားနာလို့ရေးတာကလိမ့်လို့လိမ့်ရှူလို့ရှူအဲ့ရှူရင်ရှူတာကိုရေးထားတာသူ့ရိုက်ဖိုင်လို့ပါလားဘယ်ကကကြည့်နေတာကကြည့်နေတော့အဲ့လိုမရိုက်သမှာလေပါပါသေးတယ်အောက်မှာရေးထားတယ်မှာဒုတိယပိုက်ကိုထုတ်လိုက်ပါကလေးကလေးကလေးစပိန်နဲ့ကလေး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 လက်ကြီးဟာတော့ခလေးလူကြီးရေးတာခလေးလူကြီးတိုက်တယ်လို့တော့ခင်ဗျားကွာကဖို့တော့စဉ်းစားနေတယ်စပိန်လေးနဲ့ကလေးရေးတာကြည့်ကျွန်တော်ဆိုပြီးတော့ခလေးလူကြီးထားလေမင်းနေရောအော်လင်းတလင်းတ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 င်းလင်းတလင်းတင်းတင်းဘလောက်ပြောဒီလိုနဲ့ရှူလို့ရှူအော်တို့ကစေးအညောဘီလို့မှာညောတို့ကဒီကတော့ပါလားအဲ့လိုလေကြောက်တင်တော့လေခောက်ဆဲဆဲအောင်လားအဲ့ဒါပြောမှတည်းမပြောရလားမကြည့်တော့နည်းနည်းပေါ့လေမလေးကိုလေဟိုမြင်းမြင်းနွားနွားချင်းခွေချင်းမြင်းတွေ့ချင်းညီမလေးဟိုညီမလေးကိုကိုချင်းနေစကားလေးနဲ့လောက်ပြောညီမလေးစကားပြောမလို့အေးဟုတ်တယ်ညီမလေးဟိုဘယ်လိုပြောမလဲဆိုညီမလေးကိုညီမလေးကိုလေအဲ့ချစ်လို့ဟမ်အဲ့ကိုနေတော့ပြန်ချစ်တာချစ်တော့မကြောက်တယ်မကြောက်လို့လားကြောက်တယ်စိတ်ဆိုအပြော့ဒါအပေါ့သွားရင်တော့အိုးရီလို့ပြင်မယ်မင်းကမဟုတ်တယ်လို့နေတာလေးမင်းသားလေးမသားလေးမင်းနေမှာဆိုဝမ်းစမိုးတလဲမတွန်းလဲဆိုအရှင်းမထွက်ဓမင်းချက်ပေါ်ကျုပ်တာဝထားချုပ်စီရရှိရင်အပြဲပေးဓမိန်ပြဲပေးလို့ချိန်နေတယ်မြင်းမကဲနေအပြမကြချနာမရလို့ရမပြောမဲ့ဒွါးနဲ့ချစ်ပါမယ်ကလေးရဟောဆောင်းပါတယ်ဘောတယ်လို့ကြွချစ်ပါမလားဟောချစ်စမှာဘာမှစိတ်မနေညီမလေးအခုတော့ရွှေကြီးမျိုးကြီးတယောက်မှရေမချိုးကြီးနေနဲ့တို့အဖေရွာမှာဆိုမျက်နှာဖုံးအယုတ်ခေါင်းတွေလို့ရောင်းတာမလေးအဖေကဩဇာလာရှိတယ်ဟဲ့တိမ်မမင်းမတော်နဲ့ဆိုမထွန်းရဘူးသူပြောတာနေခင်းပဲငါ့ဘေကိုတယောက်မှမကြွရဲဘူးသူကထမ်းမယ်မို့တဲ့အိတ်တိုင်းမန္တလေးမှာတိုင်ကားလုံးရန်ကုန်မှာကားဆက်စီတစ်ခုမှလည်းမကြည့်ဘူးကိုယ်ဥစားမှမဟုတ်ပဲနဲ့အဲ့တော့ချစ်စမှာညီမလေးချစ်ပါဦးဟောချစ်ရမှာကြောက်တော့မချစ်ချင်ကိုယ်ပါပြောဟေးဘာလို့ချစ်စမှာညီမလေးတကယ်ချစ်ရမှာလားအေးပေါ့တကယ်နော်ကဲနော်ကဲပါပေါ့ကြည့်ဆောင်ငါလည်းညိုပါပြိမပါတယ်လို့ချစ်စမှာညီမလေးတကယ်ချစ်ရမှာလားကဲနော်ကဲနော်မဆိုဘူးနော်လည်းညိုဆုံးတော့လည်းမပြောနဲ့ဘာတွေညိုနေနင်းချမလားကိုလေးအမှန်တကယ်တော့လေဟိုအစိုးရရဲ့အဲ့ဒါယူကိုင်းနေနေကမ္ဘာဒီညမယ်အစတွေကလေဟိုကလေခင်ကိုလေချစ်နေရကြာယောက်ျားလို့လည်းပြင်ပတ်တယ်အမလေးအဲ့ဒါဝတ်ချင်မဟုတ်ဘူးလေတကယ်ချစ်တာလားတကယ်ချစ်တာနော်တကယ်ချစ်တာနော်အမသားမနေမအားတာဘူးစီပြ
ဘာမှတို့မှာပန်းချပြီးလက်ပြခါမှာဒီကကွက်ပြပတ်မှာဒါကြောင့်လည်းမင်းမအဲ့လိုမင်းမလို့မင်းမစဲတော့အဲ့ဒီအားထုတ်တယ်လေ ကိုလေအမေတို့စားရချစ်နေတာကြာပြီဆို အေး ရင် အဲ့ဖြစ်ပြီးတော့လေ အခုလောလောဆယ်လေးအမေကဈေးဝယ်ထားလိုက်တာအမေကိုဝယ်ထားတဲ့ခလေးတော့ပြတ်ပြီးလိုက်ပြီးပြန်လာခဲ့ပါ ပြန်လာဖြစ်ပြီးမှလား ဖြစ်ပြီးမှ အေးကျင်းနာ ကေပါ ကျင်းနာ ကေပါ ကျင်းနာအေးပြီးပြီး ဒီကမှာစားမယ်နော် နောက်စားမယ်နော် နောက်စားမယ်နော် အေးပြီး ဒီကမှာ တမမစားပါတော့ဘာလို့ထိုးတာအေးပြီးကမဒီကမကြောက်စိတ်ခေါ်သွားလိုက်တယ်ဘာမှကားကြောင့်မသိဘူးရိုးချိုးပြီးဖတ်ပါညာအမလေးအစင်ကြီးကြီးစားရပြီကြီးစားရပြီမိမရတော့မယ်မိမရတော့မယ်ဟေးမိမရတော့မယ်မိမရတော့မယ်ဟေးမိမရတော့မယ်ဟေးမိမရတော့မယ်ဟိုမိမရတော့မယ်မိမရတော့မယ်မိမရတော့မယ်ဗျာ ဆိုမယ်ဆိုလဲပြီးရဆိုလဲ ဟာတကယ်ကျိုး ငယ်ချင်းနင်းမလင်ကျိုး ဒီစကြောက်နေတာလည်းကျိုးလား တငယ်လက်ပါ တကယ်ချင်း ချင်းနဲ့လက်ပတ်နဲ့သူစသိတ်ကောင်း ဟာခင်းလိုက် တွက်လာ နေရလွေး ငယ်ရလွတ်တွက်လာ ခင်းလိုက် ခေါ်နာကအမန် နေရလွေး တွက်ခေ ခိုင်တွဲဟိုထက်တယ်ဒီလိုပါစားနေတာလည်း မတယောက်တည်းမလုပ်နေရ ပြောနေတာကော ဘာလို့ပြောနေရ အမေးမရတော့မယ်လေ ဟဲအေးမိမရတော့မယ်ဟဲဘသူနဲ့ကြိုက်နေတာတော့ ရှိရမှာလေငါတို့လက်ထိတ်ကတတိဥဘောကြရဲ့သမီး ဥပက ဆမ်စင်းနဲ့သူ့မိဘောကြနေတယ်သိလို့ ဟာဥပကသူဘလို့ကျွန်တော်မကြောက်စုမြက်လေ ပါမကကတော့လမ်းကဗျာဖေးမန္တလေးတော့ကမလေးနဲ့ညာကလေးကတော့ပါဖေး မပြီးတော့ဟာဒါဆိုစုမြက်နဲ့ကြိုက်နေတာပေါ့ဟာဒါကြောင့်ဒီနောက်ကြည့်နေတာကိုခဲလဲတင်ပန်းပွင့်နေပါ ချစ်သားပွင့်နမေသေးပန်းပွင့် ဘယ်လာဒီမျက်နှာတင်ပန်းပွင့်ခမည်းဗျာမိဘတွေပဲယူမယ်ရီးသားတွေပဲထားမယ်ဆိုရင်သူတို့ရဲ့မျိုးရိုးကြောင်းတွေပဲနည်းနည်းပါစုံစမ်းတယ် ဒီလိုလုံးသူမျိုးရော ဟဲမသိဘူးလားသူတို့မျိုးဟာသူတို့မျိုးရိုးကစုံမျိုးတွေ ဟုတ်လားကွာဟုတ်တယ်ပါဗျာ စုံမျိုးတွေသူ့အဖွားဆိုရင်စုံ ဟုတ်လားကွာဟုတ်တယ်ပါကွာ သူ့အမေဆိုရင်ကဝေးဟုတ်တယ်လားကွာတုံးလက်နဲ့တော့ထိုင်စားပါသူဆိုရင်ဟုတ် ဘယ်ကတော့ပေါ့ဒီလိုလာမဟုတ်ဘူး ဘာပြောပြလဲအဲ့ကြောင့်မျိုးကြပါသူ့အဖွား